ပြင်ဦးလွင်မျိုးကတရင်ကြီးတဲ့မြိုင်ကိုမြိုင်လို့ပြောလိုက်တာနဲ့မြန်မာနိုင်ငံလုံးမှာမသိတဲ့လူမရှိဘူးလို့တောင်ဆိုရမှာပါတိတ်ကိုလှပတဲ့မျိုးဖြစ်ပြီးတောင်ပေါ်ဒေသလေးပါဖြစ်တဲ့အပြင်အမြဲလိုချမ်းအေးနေတတ်တာမို့လို့လာရောက်လဲပတ်သူတွေနဲ့လည်းပြင်းထန်နေတတ်တဲ့မျိုးလေးဖြစ်ပါတယ်ပြင်ဦးလွင်မျိုးရဲ့နာမည်ကြီးပန်းပွဲတော်ဟာဆိုရင်လည်းကဘာကတော့သိတဲ့ပွဲဖြစ်ပါတယ်ဒါကြောင့်မလို့ပြင်ဦးလွင်နဲ့ပတ်သက်ပြီးအထွေထူးတော့မိတ်ဆက်ပေးစရာမလိုပါဘူးပြင်ဦးလွင်မျိုးကမန္တလေးမျိုးကနေအရှေ့မြောက်ဘက်42မိုင်ကွာမှာတည်ရှိတာဖြစ်ပါတယ်ပြင်ဦးလွင်မျိုးနယ်ကမန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင်အတွင်းမှာတည်ရှိတာပါမန္တလေးတိုင်းထဲမှာပါဝင်ပေမဲ့အညာမဆန်တဲ့မျိုးဖြစ်ပြီးရှမ်းကုန်းမြင်းရဲ့အနောက်ဘက်စွန်းအမြင့်ပေ3000ကျော်မြေနေပိုင်းတွင်မြန်မာတည်ရှိတာကြောင့်ရာသီဥတုကတမမျှတာပြီးအေးပိုင်းဆန်တာဖြစ်ပါတယ်ပြင်ဦးလွင်မျိုးကိုတောင်တွေကဝင်းရံထားလျက်ရှိပြီးဘင်္ဂလားပင်လယ်အော်နဲ့မိုင်300ကျော်မုဒ္ဓမဝင်းနဲ့မိုင်400ကျော်မန္တလေးမျိုးနဲ့မော်တော်ကားလမ်းအဖြစ်43မိုင်ကွာမန္တလေးလာရှိုးမော်တော်ကားလမ်းမကြီးပေါ်မှာတည်ရှိတာဖြစ်ပါတယ်အကျယ်ဝန်းအဖြစ်လဲ7စရီယန်မိုင်သာတည်ရှိပါတယ်တစ်ဆက်တည်းမှာပဲအားလုံးလည်းဗဟုသုတရသွားအောင်ပြင်ဦးလွင်မျိုးရဲ့တမိုင်းကိုအနေငယ်လောက်ရှင်းပြပေးကြပါမယ်ခရစ်နှစ်1886ခုနှစ်မင်္ဂလာရှင်လင်တက်ကဗိုလ်မှူးကြီးမေဝိုဆွဲပြုပြီးဗြိတိရှတို့ကမေမျိုးဆိုပြီးပြင်ဦးလွင်ကိုစတင်ခေါ်ရတာဖြစ်ပါတယ်